ဘက်ထရီကိုကလစ်နဲ့တင်ချာမိအောင်ညှပ်ပါခင်ဗျာနော်မိသွားပြီဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကိုနှိပ်ပါမယ်အသစ်ဖြစ်တဲ့အတွက်ဆက်စားနှိပ်မယ်ဆိုရင်မီခိုလေးအငွေလေးထွက်ပါတယ်ခင်ဗျာနော်ဒါနောက်ပိုင်းဆိုတော့မထွက်တော့ပါဘူးအခုဒီမှာဘိုးက73ဖို့ရှိတယ်ခင်ဗျာအကျမ်းမြင့်ပေါ့နော်ဒီ Lotus Star တွေတိုင်းမယ်ဆိုရင်လည်းပထီအိုးတွေကအားပြေးဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ကျွန်တော်ဆွဲကြည့်မယ်ခင်ဗျာဆွဲတာတော့စက္ကန့်15စက္ကန့်ဝန်းကျင်လောက်ဆွဲရင်တော့အဆင်ပြေတယ်ခင်ဗျာနော်အခုဆွဲကြည့်ပါမယ်ဒါဆိုရင်ဒီအိုးက30ကျော်ကျန်တာဖြစ်တဲ့အတွက်ဒါကောင်းတယ်လို့ယူဆလို့ရတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ထပ်ဆွဲပါမယ်လုံးဝ30ကျော်ကျန်တယ်နော်ဒါအသစ်ဖြစ်တဲ့အတွက်အငွေလေးအနေနဲ့ထွက်မယ်ပြီးရင်ညှော်လဲလေးနည်းနည်းထွက်မယ်ဒါစိုးရင်ညာမရှိဘူးခင်ဗျာနော်အခုဒီမှာဆွဲလိုက်တဲ့အချိန်မှာ7ကျော်ကျန်သေးတယ်အဲ့တော့ဒီအိုးတွေတကယ်ကောင်းသေးတယ်ခင်ဗျာနော်အခုဒီမှာထပ်ဆွဲပြမယ်အကြာကြီးဆွဲပြမယ်30ထိကျန်သေးတယ်30ကျော်ကျန်သေးတဲ့အတွက်ဒါတော်တော်ကောင်းတယ်နော်ဒီမှာဒီသူကပြောရရင်အထဲမှာ short ရတဲ့ပုံစံမျိုးပဲဒီမှာကွာကြီးကหนีပြီးတော့တက်လာနော်โอเคပါနောက်တစ်ချက်ထပ်ဆွဲပါမယ်โอเคပါဒါဆိုရင်အိုးကတော်တော်ကောင်းသေးတယ်ခင်ဗျာနော်ဒီအိုးတွေကအသုံးပြုတာကလည်းကျွန်တော်တို့6လဝန်းကျင်လောက်ပဲရှိသေးတယ်ခင်ဗျာနော်၄အိုးဝယ်ရတာတအိုးပြောက်သွားလို့နော်โอเคပါအဲ့တော့နောက်တော့ထပ်ဆန်းမယ်ခင်ဗျာအဒီကတော့ညက်ကိုပိုင်နိုင်မိအောင်ညက်ပါနော်သူငုတ်လေးတွေအောင်နည်းနည်းတော့သေးတယ်ဒါပေမဲ့ပိုင်နိုင်ညက်ပါဒီဟိုးဆိုလဲဒီမှာ73ကျော်နော်ဘိုးက73ဘိုးရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာလောက်ထပ်ဆွဲကြည့်မယ်အဒီကတော့ဘိုးအကြံကိုကြည့်တာပေါ့ဗျာနော်ထပ်ဆွဲကြည့်မယ်ဒီကလည်း30ကျော်ကျန်သေးတယ်ခင်ဗျာနော်တော့ကအဲ့ဆိုတော့ဒီအိုးလည်းကောင်းပါတယ်ခင်ဗျာနောက်ဆုံးအိုးစမ်းကြည့်ပါမယ်ဒီကပိုင်နိုင်ညပါနော်အဒီကလောက်တက်စတာဆိုတာဗျာကျွန်တော်တို့ဒီလှုပ်ဆွဲတဲ့အချိန်မှာဘို့ထိုးကြလားမကြလားအလွယ်တကူကြည့်တာပေါ့နော်ဒီအဝါဒီ8တွေ9တွေဆိုရင်တော့စပိန်မှာထည့်စီးလို့တော့မရအောင်ဒါပေမဲ့မီးထုံးလို့တော့ရသေးတယ်ခင်ဗျာနော်ဟုတ်ပြီအခုဒီမှာလည်း73ဖို့ရှိပါတယ်ဆွဲပါပြီဒီအောင်ဆိုရင်ဒီအိုးလည်းကောင်းပါတယ်ခင်ဗျာအဆင်ပြေပါတယ်နော်တုံးက30ကျန်သေးတာဖြစ်တဲ့အတွက်ဒီ3လုံးကောင်းပါတယ်စပိန်မှာထည့်စီးလည်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီ Lotus Star လေးက4900မှာအရောက်ငွေချေဝယ်လို့ရပါတယ်စပိန်ပြင်တဲ့လူတွေဆိုရင်ဒီအိုးလေးကမဖြစ်မနေဆောင်ထားသင့်တယ်ခင်ဗျာစပိန်ပြင်တဲ့လူတွေပထီအိုးရောင်းတဲ့လူတွေနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်အရောက်ငွေချေရပါတယ်မှားမယ်ဆိုနံပါတ်လေးစာဖုန်းနံပါတ်လေးပို့ပြီးတော့မှာလို့ရပါတယ်ခင်ဗျာ